ဒီကောင်တွေဘလောက်တော့မရမ်းလဲကွာကိုဝင်တယ်တော်မှဒီကောင်တွေအလို့မပေးဘူးအရက်မူးလာဆိုရင်ခွေးစေးဖောက်တယ်လို့ပြောအောင်အရက်မူးသမားချီကျွေးချီစားပါမို့မိုက်တာမဟုတ်ဘူးစေးကြောင်ကြောင်နေရတော့ငါ့ကိုလာပြောကြအောင်ဒီသတင်းလေးကတော့ဒါမလေးရှားနိုင်ငံပြည်နန်းမှာရှိတဲ့ထိုင်းစားတောက်ရောင်းတဲ့စားတောက်ဆိုင်မှာတစ်ခုမှဖြစ်သွားခဲ့အခုဗီဒီယိုထဲမှာပါတဲ့ကောင်ကအဲ့စားတောက်ဆိုင်မှာရှိတဲ့မြန်မာမျိုးသမီးကိုဝင်တယ်ကိုဓာတ်နဲ့ထိုးခဲလို့ဒီမျိုးသမီးဟာအဲ့နေရာမှာနေမဲ့ပွဲချင်းပြီးပေးဆုံးသွားခဲ့တာဖြစ်ပါတယ်ကနဦးစဖြစ်တဲ့အကြောင်းကတော့သူတို့ကရောက်ချလာပြီးတော့အစားတောက်မှာယူစားသုံးတာပေါ့အဲ့မှာတမော်ရီတောင်မှာပြီးတော့စားတဲ့အချိန်မှာတမော်ရီတောင်ကရတာမရှိဘူးလို့ပြောပြီးတော့ပြဿနာရှာတာရှာတဲ့အချိန်မှာမျိုးသမီးကခုဒီဗီဒီယိုရိုက်ကူးခဲ့တာဒီမျိုးသမီးပဲဒီမျိုးသမီးကသူ့ရဲ့မျိုးတောင်ဆိုင်နဲ့မောင်းထုတ်ခိုင်းတာစကားများမောင်းထုတ်ပြီးတော့နိုင်ခွက်လောက်လဲကြာမှာ9နိုင်လောက်စားတော့ဆိုင်ကိုသူ့ရဲ့အကိုတွေပါဝင်ဓာတ်တွေနဲ့ရောက်ချလာပြီးတော့ထပ်ပြီးတော့စကားများရန်ဖြစ်တဲ့အချိန်မှာဒီမျိုးသမီးကိုအဲ့နေရာမှာတင်မဲ့ဓာတ်နဲ့ထိုးကျန်တဲ့မျိုးသား2ယောက်ကတော့ဓာတ်ခုတ်တိုင်ရိုင်းနဲ့မလေးရှားဆေးရုံမှာတဲတန်အရေးပေါ်အခြေအနေနဲ့တက်ကူတာနေရတယ်ပေါ့မလေးရှားရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီးတော့စစ်ဆေးနေပြီဖြစ်ပါတယ်ဒီလိုငမိုက်သားတွေကွာကုံလည်းမကုံနိုင်တေးလေးချပိုးတွေပြီးပေါက်ရောက်လာကြစစ်မှုထမ်းဆိုတော့စစ်မှုမထမ်းရဘူးပီတယ်တဲ့ဝင်ဆိုလည်းပီတယ်တဲ့မဝင်ရဘူးဘာမဟုတ်တဲ့နေရာမှာလာမိုက်နေကြတာဒီလိုကောင်မျိုးတွေရှုပ်ပါတယ်ငါပေးလိုက်အဲ့အကောင်းဆုံးပဲ RPG ရွှေအတွက်တယောက်ရှင်းနေတိုင်းလည်းကျေးဇူးထူးပဲသိရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့အကောင့်ကိုလည်း follow လုပ်တော့ပေးကြပါဦး